Amboni demandame sadema pshapare. Khanaya dhamayita shibudo ipema yita. Yini dhanana nina dhamaya chasa kukunne. Kosa dagre dhamdo ya shisa kunne. Dugran labi jo saliya dugran la kundi. Kare dagre narana se jatala vesanaye. Taningan nuini. Yang odai deda jisanyam yone mula uyenda. Dādhana vayona gunaya dhamma yita shikudoi bema yita jitwe uzaku che myasiyen chimba buzo abdo. Khonaya deda niva vailanya e atu lovidya safamaji i aungwe nina. Yashi loro jasya dekhe jeru shenoi upanidya dai. Nyabura hoja ke do deya do do phin hoja na ja buzo jama phipare. Deya do ko maja ja demi mina ja ja demi mabuzo ja demi. Chabira lai su bi do dhamadana bilin sa tin phun le ja su alon lai su. Buddha gomnya Saimata Lisa jinyomi Buddha gomnya Saimata Lisa jinyomi Dhamma gomnya Saimata Lisa nayumi Dhamma gomnya Saimata Lisa nayumi Nanga gomnya Saimata Lisa gogwami Nanga gomnya Saimata Lisa gogwami Buddha yengwen Hona wen Abu Gimbasi Dhamma yengwen Hona wen Abu Gimbasi Ganga yengwen Hona wen Abu Gimbasi Miva yengwen Hona wen Abu Gimbasi Shaya yengwen Hona wen Abu Gimbasi Tandawa Buddha Daya Dwi Chamyetaya Shivasi Nandawa Emya Nyadeya Naja Nanyavasi Nandawa Emya Nyadeya Kona Nanyavasi Idina Tisavasena Ido Noktam Potok Yanjwe Homan Dokanama Tisasaka Mita Saka Kupyajaya Jinyam Tido Makam Daya Chike Sejuan Winjakundo Titura Simdita Pangdoti Dokida Kusena Pya Vyavameni Yama Jin Chanda Jine Pisongya Kundi Hondu Sese Madwe Pijama Se Gondadi
အစဉ်ပြေမြတ်တာလို့ထိုင်ပြီးတော့69ချိန်မြောက်ရဲ့အောင်ပွဲနေ့တရားဟောကြားနာကြားမှာဖြစ်တယ်ထေရအပါရမလာရှိတဲ့အတိမုဒ္ဒမထေအကြောင်းကိုတန်ခါဆင်၍ဟောကြားအပ်သောဉာဏ်လူသားတရားတော်ဗာတရားလဲဉာဏ်လူသားတရားတော်ပါဗျာမနေ့တော့ဉာဏ်လူသားတရားတော်ပါဗျာကံကိုဦးစားပေးမြတ်စွာဘုရားဟောခဲ့တယ်လို့ဒီနေ့မြတ်ဗုဒ္ဓကဉာဏ်တော်နဲ့ပတ်သက်လို့ဉာဏ်အလုံးမှတန်နေလမ်းဆုံးတယ်ဆိုတာကိုဘုရားကဟောကြားတော်မူတယ်နော်ဉာဏ်လူသားဉာဏ်ဆိုတာကအသိရှိနေတဲ့လူကိုပြောတာအဲလောကမှာစကားတစ်ခုရှိတယ်အသိဉာဏ်ရှိတယ်လို့ဒီလိုလောကမှာသုံးဓာတ်ရှိတယ်နော်ဒီလိုတရားကအသိဉာဏ်နဲ့ပြည့်စုံတယ်သူဟာအသိရှိတယ်သူဟာအသိဉာဏ်ပညာတက်မြောက်တယ်ဆိုအဲ့ဒါကိုဉာဏ်လူစားလို့ခေါ်တော့နောက်တစ်ခုပြောမယ်ဆိုရင်အပြည့်မြင်ပြီးတော့နေတတ်တဲ့လူသားပါမြင်ပြီးတော့လေအပြည့်မြင်ပြီးနေတဲ့လူသားပါမိမိမှာရှိတဲ့မျက်စိနဲ့မိမိမှာရှိတဲ့နားနဲ့အဲ့ဒီအရာတွေရဲ့ပုံမှာမြင်နိုင်ကြားတိုင်းမှာနော်အပြည့်ပဲအဲ့လိုမြင်နေနိုင်တဲ့လူဒီသားလေအဲ့ဒါဉာဏ်လူသားပဲဒါတွေကဟန်ဆောင်လို့လည်းမရဘူးလှုပ်ယူလို့လည်းမရဘူးဝယ်ယူလို့လည်းမရဘူးအာနာပါဝါနေနဲ့ချင်းချောက်ယူလို့ရတာမရပါဘူးဗျာတရားတွေနာထားတဲ့လူမှဒီအသည့်တွေကိုပေးနိုင်တဲ့တရားတွေကိုနာထားတဲ့လူမှအဲ့ဒီလိုလူတယောက်မှသာလေဉာဏ်လူသားဖြစ်တာအသည့်နဲ့နေနိုင်တယ်နှစ်အပြည့်နဲ့နေနိုင်တယ်အဲ့ဒါကိုဘာလူစားခေါ်ဓမ္မအပြင်ကြည့်ရင်တော့တရားနာနေတဲ့လူတွေကိုဉာဏ်လူသားပေါ့တရားထိုင်တရားအထုတ်နေတဲ့လူတွေလည်းဉာဏ်လူသားပေါ့သို့ပေမဲ့လို့တကယ်တရားနာတဲ့လူကလည်းနာကတရားနာဉာဏ်ကခန္ဓာလက်တရားအထုတ်တဲ့ပုဂ္ဂိုလ်ကလည်းယုံနာဓမ္မတွေကိုဖြစ်ပြလို့မြင်အောင်ကြည့်ဒါဆိုရင်တော့ဘာလူစားဖြစ်မလဲတရားတော့နာပါတယ်တရားကကိုယ်ဝမ်းနဲ့ကိုမရောက်ဘူးတရားတော့အာထုတ်ပါလေအပြတ်မမြင်ဘူးဆိုလို့ရှိရင်အဲ့ဒါအမြင်ခံဉာဏ်လူသားပဲဖြစ်မယ်နော်အများကတော့တရားနာနေတဲ့လူတရားအာထုတ်နေတဲ့လူဒါဉာဏ်အလုပ်တွေလုပ်နေတာဒါကဉာဏ်လူသားတွေပဲနိဗ္ဗာန်သွားမဲ့လူတွေပဲအဘယ်တကားပြိမဲ့လူတွေပဲလို့တာမန်အပြင်ကြည့်ရင်တော့မဟုတ်ဘူးလားမေးတော့ဟုတ်တယ်သို့ပေမဲ့လို့အဲ့ဒီအချိန်မှာတကယ်တရားနာနေတဲ့ပုဂ္ဂိုလ်တရားဟာအာယုန်တစ်ပါးစိတ်တွေသွားနေမယ်ကိုခန္ဓာပဲညာနဲ့ပြီးတော့မနာနိုင်ဘူးလို့ဆိုလို့ရှိရင်အမြဲကံပဲပေါ့နော်အားထုတ်တဲ့လူလည်းဒီလိုပဲမိမိခန္ဓာအပေါ်မှာဉာဏ်မရောက်ဘူးပေါ့ခန္ဓာလည်းဉာဏ်မသွင်းဘူးပေါ့ခန္ဓာလေးကိုဉာဏ်ထည့်ပြီးတော့မရှုဘူးပေါ့သို့ပေမဲ့လို့သူကတရားစကားဝင်နေတာဖြစ်တဲ့အတွက်တရားအထုတ်နေတာဖြစ်တဲ့အတွက်သူ့ကိုတော့အများအမြင်တော့ဘာလို့သားလို့ပြောလို့ရသို့ပေမဲ့သူကတကယ်အလုံးမလို့ဘူးဆိုလို့ရှိရင်အမြင်ကဉာဏ်လူသားပဲဖြစ်တယ်တကယ်ဉာဏ်လူသားတော့မဟုတ်ဘူးဒါတွေကလည်းလောကမှာဟန်ဆောင်တဲ့လောကကြီးဆိုတော့လူတွေဟာဟန်ဆောင်တတ်ကြတယ်နော်ဟန်ဆောင်ဖို့မလိုဘူးဉာဏ်များဖို့မလိုဘူးဘသူကိုဘသူကယ်နေရမှာဘသူအတွက်လုပ်နေတယ်ဉာဏ်များစရာလိုသလားမလိုပါဘူးရိုးတတ်လေးပဲတရားနာပါရိုးလေးပဲတရားကျင့်ကိုနိုင်တဲ့လောက်ပေါ့ဘသူမှဟိတ်ဟောက်ပြောဆိုမဖြစ်မနေလုပ်ရမယ်လို့ဒီလိုဖီအားတွေမရှိဟုတ်လားတရားဆိုတာဒီမိုကရေစီပဲတရားဆိုတာဗာလေလွတ်လပ်စွာအထုတ်လို့ရဟုတ်လားအဲ့ဒီပုံမှာဖီအားရှိနေမယ်ဆိုလို့စိတ်တွေဟာမွတ်ကြက်လာတယ်နော်သူ့ကိုအရိယဘုံမှန်ကန်ဖို့ရဲ့ဉာဏ်စဉ်တက်ဖို့ရဲ့ရှုခွင့်ရှုခွက်တွေအရှုဉာဏ်အရှုခံသိဖို့ရဲ့ဒါတွေကိုသာသူ့ကိုပြောပြပေးရမှာ
စီကံမရှိရင်စီကံရှိအောင်ဘောင်မရှိရင်ဘောင်တွင်းကိုထည့်ပေးရမှာဒီလောက်ပဲကျန်တာကတော့အလုပ်လုပ်တဲ့အခါကိုယ့်အလုပ်ကိုလုပ်ပေါ့ဘသူအလုပ်ဘယ်လိုလုပ်လဲအခု69ကျဝေယဝဆလုပ်ကြတယ်ဘုံနဲ့အတူကြိုးစားနေကြတယ်ကျောင်းတရားဓမ္မတွေခောပကတွေတပိယတွေခုနရပါရမီရှင်ကိုအသိနေအရာလေးမျက်နှာရေးတာရှိခုလုပ်နေကြတဲ့ပုဂ္ဂိုလ်တွေဟာဘသူအလုပ်ကိုဘယ်လိုလုပ်နေလဲဝေယဝဆလုပ်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲအဲ့ဒီကုသိုလ်သူများရတာလားသူတို့ရတယ်တရားကျင့်တဲ့ပုဂ္ဂိုလ်တွေကလည်းတရားနာတာတရားအထုတ်တာသူများတွေ့လားကိုယ်လားအဲ့ဒါသိရင်နော်ရအောင်ယူပေါ့ဘယ်လိုယူရမလဲရပါဘူးအဲ့ဒါမှဘာလူသားတွေဖြစ်ကြအဲ့တော့အမိခံဟာဆောင်မှုတွေမရှိစေဘဲနဲ့ရိုးရိုးသားသားနဲ့တရားကိုကျင့်ရမယ်နော်အဲ့လိုကျင့်တဲ့အခါကျတော့အသိရှိလာတယ်အပြည့်တွေကိုမြင်လာတဲ့ဉာဏ်ကတ်လာတယ်ကတ်လာတဲ့အခါကျတော့အဲ့ဒီပုဂ္ဂိုလ်ဟာသူ့မှာလည်းမျက်စိရှိတယ်သူ့မှာလည်းနားရှိတယ်မျက်စိရှိရင်ဘာကိုမြင်လဲမမြင်ပါနဲ့လို့ပြောလို့မရဘူးလေကိုကဘာရှိနေလို့လဲမမြင်တဲ့လူမှပဲမျက်စိကွယ်တဲ့လူမှပဲမျက်စိကန်းတဲ့လူမှပဲနားအာယုံနဲ့ကြားတာပေါ့မျက်စိအာယုံကွယ်သွားတာပေါ့နော်အခုမျက်စိအာယုံကောင်းတဲ့ပုဂ္ဂိုလ်တွေဆိုရင်တော့မျက်စိနှလုံးပွင့်လိုက်တာနဲ့ဘာတွေကိုမြင်နေမြင်မှာပဲဒါကတော့နော်နားကြားတတ်တာကိုအတန်အားလုံးကိုကောင်းတာစိုးတာဘာဖြစ်နေဘလို့ပဲကြားကြဉာဏ်လူစားကအဲ့ဒီဉာဏ်သမျှကြားသမျှကိုမှအသိရှိတယ်နော်ဒါဒီမြင်စိတ်ဒါဒီကြားစိတ်ဆိုတဲ့ဘာရှိလဲအသိရှိတယ်အဲ့ဒီမြင်စိတ်ကြားစိတ်တွေကိုအပြက်ပဲလို့လည်းမြင်တယ်ကြားတယ်နော်အဲ့ဒီဟာမှသူကတကယ်ပါလူသားခေါ်သူကတရားနာယုံနဲ့တရားအထုတ်နဲ့ဉာဏ်လူသားလို့ခေါ်လို့မရဘူးအထုတ်တဲ့အချိန်တော့တရားရှိနေတာကိုဉာဏ်လူသားလို့ခေါ်လို့မရဘူးလောကအလယ်မှာတွာလာလှုပ်ရှားနေတဲ့အခါကျတော့မြင်မယ်မျက်စိကအစင်းကိုကြားမယ်နားကအတန်ကိုနားမယ်နှာခေါင်းကအနံ့ကိုစားမယ်ရှားကအရသာထိမယ်ခန္ဓာကထိတွေ့စေအောင်တွေးမယ်တွေးစိတ်တွေနော်ဘာရဘယ်နှပါလဲအဲ့ဒီအရာတွေနဲ့ကြုံတိုင်းမှာတဲ့အသိရှိတယ်မြင်တယ်လို့သိတယ်ကြားတယ်လို့သိတယ်အဲ့ဒီအရာကိုနှိမ့်ပြက်တယ်လို့မြင်တယ်အဲ့ဒါကတရားအထုတ်နေမှာမဟုတ်ဘူးတွာလာလှုပ်ရှားနေရင်လည်းပဲသူကအဲ့ဒီလိုမျိုးညာသောအဖြစ်ဒီလိုပြောမှာနော်ဘယ်လိုလဲပြောကြည့်ညာသောအဖြစ်ဆိုတာကအကုန်လုံးတော့မဖြစ်နိုင်ဘူးလို့ပြောတာပုရုဇဉ်ကအကုန်လုံးတော့မရဘူးနော်သူကညာသောအဖြစ်အဲ့ဒီပုဂ္ဂိုလ်ကမြင်တဲ့အခါမှာလည်းပဲအဲ့ဒီအရာတွေမြင်စိတ်ကြောင့်သူကလောဘဒေါသမဖြစ်ဘူးဖြစ်တော်မှာအဲ့ဒီလောဘကြောင့်ဒေါသကြောင့်အပြင်မထွက်ဘူးပေါ့ဥပမာမြင်စိတ်ကြောင့်ပါးစပ်ကနေပြီးတော့ကိလေသာမထွက်ဘူးပေါ့ကြားစိတ်ကြောင့်ပါးစပ်ကနေပြီးတော့ကိလေသာမထွက်ဘူးပေါ့သူကိုယ်သူထိန်းထားတယ်သူကိုယ်သူပါလဲထိန်းထားတာပါလေတမာတိပေါ့ထိန်းထားတာပါလေတမာတိပေါ့ကြည့်ပါလားအချို့ငြိမ့်တာပဲဘာကောင်းလဲလူတော်တော်တမာတိကောင်းတာပဲငြိမ့်နေမျက်စိလည်းငြိမ့်နေနားလည်းငြိမ့်နေအိမ်တည်းလည်းငြိမ့်နေသွားတာလာတာလည်းဘာကောင်းတဲ့လူလဲတမာတိကောင်းတာပဲသူကနော်တရားကျင့်တဲ့အခါမှာလည်းမလုံမရှက်မကုန်းမဖက်ငြိမ့်နေတာပဲသူကအဲ့ဒီလိုပဲအမြင်မှလည်းငြိမ့်တယ်အကြားမှလည်းငြိမ့်တယ်အဲ့ဒါပါလေသမာဓိနော်အဲ့ဒီသမာဓိရှိတဲ့ပုဂ္ဂိုလ်ကအသိရှိတဲ့လူမှဖြစ်တာမြင်တယ်မြင်စိတ်ကြောင့်ကြားတယ်ကြားစိတ်ကြောင့်အိမ်မှာတွေ့နေတာမလားကိုယ်အိမ်မှာဒါတွေမတွေ့ဘူးလားတယောက်တည်းနေတပိုင်းနေ4-5ယောက်ပဲနေ
မြင်စိတ်ကတော့မြင်ပါမယ်ကြားစိတ်ကတော့ကြားမှာတို့ပေမဲ့အဲ့ဒီအရာတွေကအပြင်းမထွက်ဘူးကိလေသာတန်တွေပါလေအပြင်းမထွက်ဘူးအပြင်းမထွက်ဘဲနဲ့သူကထိန်းထားတာအတိနဲ့ထိန်းထားတာဟုတ်လားအဲ့ဒါကိုပြောပါလေပြန်ပြောအဲ့ဒါပုဂ္ဂိုလ်မျိုးပေါ့အဲ့ဒီလားလေးကိုထိန်းပြီးတော့သူကဩဒါတွေဟာမြင်တော့လေဒေါသဖြစ်လိုက်တယ်ပြောလိုက်တယ်ပြီးကြားတော့လေဒေါသဖြစ်လိုက်တယ်ကြားလိုက်တယ်ဆိုတော့ဒါတွေဟာကိလေသာဖြစ်ကြောင်းနေပြီဒါတွေဟာအပြစ်တရားတွေသာလေဖြစ်တယ်ဆိုပြီးတော့သူ့ကိုယ်သူမြင်သမျှကြားသမျှတွေကိုအပြစ်ရှုပြခြင်းဒီအဲ့ဒါဘာလို့သားလဲတရားထိုင်နေတဲ့ချိန်ဉာဏ်လူသားမဟုတ်ဘူးအိမ်မှာနေရင်လည်းဘာလူသားဖြစ်အောင်လုပ်အဲ့ဒါဘုရားမျိုးကြပဲဘုရားမျိုးတဲ့သွားဆုံးခံကြွဘယ်သူတွေနဲ့ပဲတွေ့ရှင်ဘုရင်ကတော့ဟုတ်လားအမတန်ချောလာလှပါတယ်ဆိုတဲ့ခွေမမီဘုရားရှိရောက်တယ်လေဘုရားလည်းမြင်တာပေါ့သူအစင်ကိုမမြင်ဘူးလားမြင်ပါတယ်ဗျာနော်ဘယ်တော့ပဲချောမှလှပါတယ်ပြောနေပါစေမျက်စိအောက်မှာမြင်တဲ့အရာတွေကိုအတိကတ်တဲ့အပြဲမြင်ထားတယ်ဆိုတော့ကိလေသာတွေဖြစ်သေးလားဖြစ်တော့ပါဘူးအဲ့ဒါဘာလို့သားလဲယန္တာတွေလည်းဒီတိုင်းပဲရှုတာပဲနော်အဲ့တော့ဒီလူတွေကဉာဏ်လူသားတွေဖြစ်ရမှာလေဟုတ်လားဉာဏ်လူသားတွေဆိုတာကအရိယာတွေပေါ့အဲ့တော့အရိယာတွေလို့အကုန်အပြက်တွေပဲလို့မရှုနိုင်တာတော့မှအရိယာရဲ့တာဝကဟာလေအရိယာတို့ရဲ့ကျင့်စဉ်အတိုင်းတို့လည်းညာသောအဖြစ်အပြက်မြင်နိုင်ရမယ်နော်မျက်စိနဲ့မြင်နားနဲ့ကြားအဲ့ဒီအရာတွေကိုမမြင်နိုင်ရမယ်ဒါမှအိမ်မှာနေရင်လည်းဘာလို့သာခိုးဒီသွားရင်လည်းဈေးသွားရင်လည်းတယောက်တည်းနေအများနဲ့နေအဲ့ဒါဘာလို့သာဖြစ်နေအကယ်၍ကုသနာမှာအဲ့ဒီအရာတွေကအကုန်မကုန်နိုင်သေးဘူးပေါ့များသောအားဖြင့်ကိုထိန်းနိုင်နေတယ်ပေါ့အဲ့လိုထိန်းနိုင်တဲ့အခါကျတော့မြင်သမျှကြားသမျှအရာတွေမှာသူ့ကြောင့်ပူလောင်မှုတွေပတ်ဝန်းကျင်မဖြစ်ဘူးအကုန်လုံးအဲ့ဒီအရာတွေကိုအပြက်ပဲလို့မရှုနိုင်တော့မှသူဒီအတိနဲ့ထိန်းထားတော့ဟုတ်လားမြင်တော့မြင်တယ်သူမျက်စိမှာအဲ့ဒီအစင်းကိုမြင်လိုက်တဲ့အခါ तू မကျင်တတ်တဲ့ပုံပေါ်တယ်နားမှာကြားတယ်အဲ့ဒီအရာကို तू မြင်ရင်မကျင်တတ်တဲ့ပုံပေါ်တယ်ရုပ်မှာပေါ်တယ်နော်သို့မဲ့အပြင်ထွက်သေးလားဘာလို့ထားထိန်းထားတာဘာနဲ့လဲအဲ့ဒီလိုထိန်းထားတော့ခင်ဗျားတို့ကအတွင်းကောက်ပဲလို့လည်းသွားလုံနေတယ်နော်တချို့ကအဲ့ဒီလိုမျိုး तू က तू ထိန်းနေတဲ့အရာကိုသူကမပြောဘူးဒါပေမဲ့တော်တော်ရှားရှိတဲ့လူမျိုးပဲနော်တချို့က तू ဒေါသကို तू ထိန်းနေတာ तू ဒေါသကို तू ထိန်းနေတာ तू ပြောလိုက်လို့စီရင်အဲ့ဒီအရာကြောင့်ပြဿနာတွေဖြစ်မှဆိုလို့ तू ကို तू ထိန်းနေတာကိုဘယ်လိုဆွဲချက်တယ်လဲသူတို့ကြုံဘူးတာတွေရှောက်ပြောတာနော်တကယ်တချို့လူကအဲ့ဒီလိုမဟုတ်ဘူးသူကထိန်းတာနော်အတိလေးနဲ့ထိန်းတယ်ဉာဏ်လေးနဲ့ထိန်းတယ်အကုန်မဟုတ်တော့များသောအားဖြင့်ထိန်းတာနော်အဲ့ဒီလောက်ဖြစ်တဲ့ဆိုရင်ပဲဒါအရိယာရဲ့တာဝကဖြစ်မယ်စက်ကြိုးစားရင်အပြက်တွေလို့ဝိပဿနာဉာဏ်နဲ့မြင်သွားမယ်ဆိုဟောအရိယာအစဉ်တည်းရောမဖြစ်နိုင်ဘူးလားဖြစ်နိုင်ပါတယ်ဘာလို့သားလဲဉာဏ်ပါတေချာနားထောင်သွားနော်တေချာနားထောင်သွားတော်တော်ကောင်းလို့ဘာကြောင့်လဲမြင်မယ်လေပြန်တဲ့ကရောက်တဲ့ကကြားမယ်လေလမ်းတဲ့ကနော်ဟိုလမ်းမြောက်သေးပါဘူးယောဂီတွေဆိုအဆောင်ပြန်တဲ့ကမြင်မှာပဲကြားမှာပဲဘာလို့တာထိန်းတာဘာလို့တာအပြင်မထွက်အောင်ဘာလို့อ่ะထိန်းတာအဲ့ဒါအသိရှိတဲ့လူဘာလို့နိုင်ထိန်းနိုင်ဉာဏ်ရှိတဲ့လူထိန်းနိုင်ဘာလို့သားတွေအဲ့လိုဖြစ်အောင်လုပ်ရမယ်နော်အေးအဲ့လိုမှမဟုတ်မဲလဲမြင်သမျှမျက်စိနဲ့မမြင်အောင်လိုက်ကြည့်တယ်ကြည့်ပြီးတော့ပြဿနာကိုမဖြစ်အောင်ရှာတယ်ပြဿနာပေါင်း1600ဟုတ်လားလိုက်ကြည့်တယ်ပြီးရင်စကားများတယ်ပြီးရင်ပြဿနာတက်တယ်နိုင်နားထောင်တယ်ပြီးရင်ပြဿနာတက်တယ်ပြီးရင်စကားများတယ်ညင်စိတ်ကြောင့်လည်းဖြစ်တယ်ကြားစိတ်ကြောင့်လည်းဖြစ်တယ်
အဲ့ဒါညာလူသားဟုတ်သေးလားဘာလူသားလဲအယူဘောဘယ်နဲ့ကံလူသားဘာကံလူသားလဲကံလူသားတော့ကံလို့တာမဟုတ်ပဲသူ့မှာကိလေသာတွေဖြစ်နေတာလေဘာတွေဖြစ်နေတာကိလေသေဥထုဇနောဥထုဇနောဥမတကောဟုတ်လားဉာဏ်စိတ်ကြားစိတ်မှာလုံးဝအပြစ်မရှိဘူးမထဲဘူးဉာဏ်သမျှစကားများတဲ့ပြဿနာတက်တယ်ပြဿနာပေါင်း16000ဖြစ်တယ်ကြားစိတ်ကြောင့်ကြားမှုကြောင့်စကားများတဲ့ရံဖြစ်တယ်ပြဿနာတက်တယ်ဘာတွေတော့ယူတွေဘာတွေလဲတခြားယူလားကိလေသာယူလားကိလေသာရှိတဲ့လူကအဲ့ဒီလိုပဲသူကမြင်သမျှပြဿနာတက်ကြားသမျှပြဿနာတက်ဘာယူလဲကိလေသာယူပြောသေးချာကိလေသေပုထုဇနောပုထုဇဉ်တွေမှာဘာရှိလဲသူတို့ဘာရှိတယ်လို့မသိဘူးကိလေသေပုထုဇနောဆိုမှတော့ပုထုဇဉ်ဒီကိလေသာရှိလို့ဘာလို့ခေါ်လားပုထုဇဉ်တော့ပုထုဇနောဩမတကောပုထုဇဉ်တွေကိုဘုရားကဘာပြောအယူတွေပေါ့ကိလေသာတွေဒီလောက်ထားကြွတောင်းချမ်းနေမှတော့မြင်သမျှဖြစ်ကြားသမျှဖြစ်နားသမျှဖြစ်စားသမျှဖြစ်ထီသမျှဖြစ်တွေးသမျှဖြစ်လိုက်တဲ့ဥစ္စာတနေ့ကိုမိတွေကိုတကိုယ်လုံးကိုလောင်းနေတာကိလေသာမိတွေဟုတ်လားဟာမိတွေလေအဲကြောင့်ဘုရားကကိလေသာတွေထူပြောတော့ထူပြောတဲ့ပုထုဇဉ်တွေဒီအယူနဲ့တူတယ်ကိလေသာယူဘာယူလဲကိလေသာယူအဲ့ဒီဘောကညာလူသားမဟုတ်ဘူးသူကဟုတ်သေးလားမှတ်လိုက်သူ့ကိုဘယ်လိုစွဲချက်တင်မလဲလို့မေးရင်အမှောင်တဲ့ကလူသားသိကြမှတ်သွားဘာလဲအမှောင်တဲ့ကလူသားအမှောင်တဲ့ကလူသားအဲ့ကိလေသာအမှောင်တဲ့ကသူကမထွက်ဘူးနော်ယတနာပေါင်းဘယ်လိုလဲ16000မြင်လည်းဖြစ်နာလည်းဖြစ်စားလည်းဖြစ်ဒီလည်းဖြစ်တွေးလည်းဖြစ်ဆိုတော့မထိမ့်မှမထိမ့်တာမထိမ့်လည်းမထိမ့်ဘူးကြည်လည်းမကြည်ဘူးလွတ်ပေးထားတာလွတ်ပေးထားတော့ဖြစ်ချင်တိုင်းမဖြစ်ဘူးလားဟိုတုန်းကဖြစ်ချင်ဖြစ်ဒီနေ့ကစနောက်မဖြစ်တော့ပါဘူးဖေဟာလှုပ်သမ်းပါနော်ဟိုတုန်းကဖြစ်ရင်ဖြစ်ဒီနေ့ကစနောက်လိန်ပြောရင်လည်းတော့အလုံးသွားကြိုးမယ်တာကျန်တာသွားကြိုးမယ်တာကျန်တာနော်လိန်ပြောရင်ဘုရားများရင်သွားကြိုးမြန်အဲ့တော့ဉာဏ်လူသားတွေဖြစ်ဖို့အတွက်ဗုဒ္ဓကမင်းတို့တွေသန္တရာတစ်လျှောက်လုံးလဲဒီကိလေသာတွေနဲ့ပဲနေဒီကိလေသာတွေနဲ့ပဲသိသမုဒယသစ္စာဆိုတာကိလေသာပဲမလားအဝိဇ္ဇာဆိုတာမောဟဆိုတာဗါလေကိလေသာအဲ့ဒီကိလေသာနဲ့တိတ်တုံးကလည်းနေခဲ့ပြီဘာသစ္စာနဲ့နေခဲ့လဲအခုခန္ဓာရတော့ဘာသစ္စာနဲ့နေရတယ်ကိလေသာနဲ့နေတော့ခန္ဓာနဲ့နေရပြန်တော့ဟုတ်တခါဒီဘဝမှာသမုဒယသစ္စာနဲ့မြင်တိုင်းနေကွက်ကခန္ဓာကနေပြီးမျက်စိကနေမြင်သောကွက်တဲ့ကတဏှာတို့ဥပါဒံတို့ဖြစ်တဏှာတို့ဥပါဒံတို့ဆိုတော့ဘာသစ္စာပြန်ဖြစ်ပြန်အောင်တဏှာတို့ဥပါဒံတို့ကတရားကိုကောက်တော့ပါလေလောဘဟုတ်လားလောဘဒီကိလေသာလေကိလေသာကအမှောင်ကိလေသာကဘာလဲအတိတ်ကလည်းမှောင်ပစ္စုပန်လည်းမှောင်ဘယ်တော့မှမလင်းတော့ဘူးဘာတွေနဲ့နေလို့လဲကိလေသာတွေနဲ့နေတော့ကိလေသာသည်အမှောင်ထဲမှာပဲနေတယ်အဲ့ဒါဘယ်လိုလူမျိုးလဲဆိုရင်စောစောကလည်းပေါ့မြင်သမျှဖြစ်ကြားသမျှဖြစ်အကုန်ဖြစ်တဏှာပေါင်း16000ဖြစ်ဟုတ်လားအဲ့ဒီလိုသာဖြစ်နေတဲ့ကာလပတ်လုံးကတော့အဲ့ဒါဘယ်တော့မှဉာဏ်လူသားမဖြစ်ဘူးဘာလူသားလဲမောင်တဲ့ကလူသားတစ်မျိုးစွဲချက်တင်လိုက်စမ်းအယူဟာပြောရတာလေဘာလဲအယူနှစ်မျိုးပဲပြောထားတာလေအမောင်တဲ့ကလူသားနဲ့အယူပဲယူကျင်လေလားမယူကျင်ရင်အတိနဲ့နေအပြည့်နဲ့နေဘယ်လိုနေမလဲဘာလူသားလဲဘုရားမြတ်စွာဘုရားပြောတာလေးနည်းနည်းပြောပြ
ထေရဗန္ဓမှာအဓိမုတ်တမထေနော်အဓိမုတ်တမထေလောင်းနေရဟာအတ္တဓာတိမြတ်စွာဘုရားပွင့်တော်မူသွားပြီးတော့ဘုရားကပရိနိဗ္ဗာန်စံသွားတော့သူဘုရားကိုမမိလိုက်ဘူးဘုရားပရိနိဗ္ဗာန်စံသွားပြီအတ္တဓာတိမြတ်စွာဘုရားဘာဘုရားလဲဒီအဓိမုတ်တလောင်းလျာနော်သာသနာတစ်ခွင်တွာလာနေတဲ့ခါကျတော့အတ္တဓာတိမြတ်စွာဘုရားပွင့်တော်မူတဲ့သာသနာမှာဘုရားပရိနိဗ္ဗာန်စံသွားပြီဘုရားကိုသူတက်တော်ထင်ရှားမမိလိုက်ဘူးတိုးပေမဲ့လို့မြတ်စွာဘုရားရဲ့ဘုရားပရိနိဗ္ဗာန်စံပြီးတော့လဲဘုရားသာသနာကမကွယ်သေးဘူးသာသနာကရှိနေသေးတယ်အဲ့ဒါအခုချိန်မျိုးပဲတို့နဲ့တူတယ်တို့ကဂေါရမမြတ်စွာဘုရားကိုတက်တော်ထင်ရှားမိလိုက်လားမမိလိုက်ပါဘူးတိုးပေမဲ့လို့ဂေါရမမြတ်စွာဘုရားရဲ့ဘာရှိနေသေးလဲမကွယ်သေးဘူးသာသနာရှိနေသေးတယ်နော်တို့ပေမဲ့လို့တဖြည်းဖြည်းနဲ့သာသနာကစောင့်ရှောက်မဲ့ပုဂ္ဂိုလ်တွေကနည်းနေလာပြီသာသနာလည်းတဖြည်းဖြည်းနောက်ကျကွယ်သွားမှာပဲနော်ဒီလိုသံဃာတော်ဘာနော်ကောင်းစပင်ပြောင်းရိပ်ယခုလိုတမနာတာရုပ္ပသင်္ကန်းလေးတွေယုံသင်္ကန်းလေးတွေယခုလိုဝိအမဲတို့ဒါတွေနောက်ပိုင်းတွေ့ဖို့ဆိုတာမလွယ်တော့လက်မောင်းမှာခြေထားတာလက်ကလေးမှာခြေထားတာဒါကိုသံဃာဆိုပြီးတော့ဘုံဘုံထောင်ဥချမယ်ကိုဖြစ်အခုဒါကံကောင်းသေးတယ်ဘုရားတော့မရှိတော့ဘူးဘုရားမြတ်စွာဘုရားတော့သို့ပေမဲ့ပြောဟိမရှိသေးလဲအရဟံဒီမြတ်စွာဘုရားကမရှိတော့ဘူးဒီမောလလောင်းလေးကသူလူဖြစ်တဲ့အချိန်ကသို့ပေမဲ့လို့သာသနာကရှိနေသေးတဲ့အချိန်မှာသူလူပြည်မှာသွားပြီးတော့လူဖြစ်တယ်လူဖြစ်တဲ့အခါကျတော့ဘုရားမရှိတော့သာသနာရှိနေသေးတော့တန်ခါရှိနေသေးတယ်လေမရှိနေသေးလေတန်ခါရှိနေပါသေးတယ်မှတ်တာခင်ဗျားတို့အားလုံးတန်ခါရှိနေသေးလို့သာသနာရှိနေတာမှတ်တာနော်အဲ့ဒီသာသနာမရှိတော့ဘူးဆိုခင်ဗျားတို့အဲ့ဒီသာသနာလည်းကွယ်ပြီပဲအခုတန်ဃာတော်တွေကပရိယစာတွေကျက်တယ်မှတ်တယ်ဘုရားသာသနာကိုထိန်းထားတယ်ပฏิပတ်အခုလိုတရားတွေဟောပေးတယ်ဒါဟာသာသနာကိုထိန်းထားတာဒီဘယ်သူတွေရှိနေလို့တန်ခါရှိနေလို့ဒီချမ်းပြောတတ်မှာဘယ်လိုလဲတန်ခါရှိနေလို့ဘာရှိနေတာတန်ခါမရှိရင်သာသနာပျောက်ပြီပဲအဲ့တော့နိုင်ငံသားတွေမှာသာသနာကွဲကုန်ပြီလေဘာမရှိလို့မတ်ထားအဲ့လိုသာသနာမရှိတဲ့အရာတွေသာသနာကွဲတာသံဃာမရှိတဲ့အရာတွေသာသနာကွဲတာပဲနော်ဟုတ်ပြီအဲ့တော့ဘုရားမရှိတော့အရဟတတိမြတ်စွာဘုရားမရှိတော့မမိလိုက်ဘူးဘုရားပရိနိဗ္ဗာန်စံမြတ်မှာသူကလူလားဖြစ်တော့သံဃာတွေတော့ရှိနေတယ်သံဃာရှိနေတော့သာသနာမကွယ်သေးဘူးမကွယ်သေးတော့အဲ့ဒီတန်ခါဝေယဝဆာတွေလောက်တာဒါကြောင့်ဝေယဝဆာလုတ်တဲ့လူတွေနော်ပြီးပြီးတော့များလုတ်ရင်လေဘလောက်အဲ့ဒီဝေယဝဆာကုသိုလ်ဟာထိုက်တန်တဲ့ကုသိုလ်ဖြစ်တယ်လို့ဆိုတာတိတတ်တဲ့လူတိပြီးတော့လုတ်တဲ့လူဆိုရင်တကယ်ရွှေမရရင်လည်းမစီငွေမရရင်လည်းစိတ်မရရင်လည်းစိတ်အိမ်မရှိနေစားတာမစားမရှိနေစေအဲ့ဒီကုသိုလ်ရှိသွားရင်ဒီဘဝတန်တရာဘယ်တော့မှမငတ်ဘူးအဲ့ဘယ်တော့ဒုက္ခမရောက်ဘူးတခြားရှိလို့လားကုသိုလ်ရှိလို့ရှိပါဗျာမမေ့လားမလားကုသိုလ်ရှိတဲ့လူကမတော့မဆင်းရဲဘူးနော်နေစရာမရှိတော့စားစရာရှိတယ်နေစရာကတော့ရှိချင်မှရှိမယ်စားစရာကတော့ရှိလို့ရှိတို့မလို့နေစရာလည်းအရင်ကြီးမခက်ဘူးဝတ်စရာလည်းတိတ်မခက်ဘူးဒါကုသိုလ်ကိုယုံကြည်တဲ့ပုဂ္ဂိုလ်ပြောတာအခုဒီမှာတန်ခါဝေယဝဆာတွေလောက်တာအလူရှင်တွေကလှူပေးတာပဲရှိတယ်လေတို့ဝေယဝဆာတွေပြောတာလှူပြီးတော့အလူရှင်ကနဝကမ္မတွေပဲပြီးသွားတာချက်ရပြုတ်ရတာကဝေယဝဆာပြင်ရဆင်ရတာကဝေယဝဆာကျွေးရမွေးရတာကဝေယဝဆာတကယ်တမ်းယူတတ်မယ်ဆိုအဲ့ဒီအလူရှင်တဲ့တောင်းတော်ပို့ရပြီဘာကြောင့်လဲဆိုတော့ဓာတိကဒါနမြောက်ချဲခဲပြုတ်ခဲစေးခဲကြောခဲပြင်းခဲဆင်ခဲဘုံတို့အဲ့ဒါတွေသိတဲ့အတွက်ဟိုငယ်ငယ်ရမ်းငယ်ဘောကတော့ဝေယဝဆာတအားလောက်တာပဲတအားလောက်တာဟိုအိမ်သားတွေဒီစေးမနေ့စောစောသူသွားစေးစပါးရင်းနဲ့တိုက်စေးအခုတော့မှအခုဆရာတော်ဖြစ်နေသေးတော့ဆရာတော်စေးတယ်အိမ်သားတွေ
ဝိဇ္ဇာကြောင့်သားတွေနဲ့ဆွေးတွဲစီတဲ့ကုသိုလ်ဆိုတာယူတတ်ဖို့ပဲလို့တယ်နော်အကျိုးဆရာတော်ကြီးပြောသလိုပေါ့ထမိတ်တန်းအောက်တိုးတဲ့ဘုံနေတယ်ဆိုတာအဲ့ဒီတဲ့ဆိုတဲ့အကုသိုလ်ကံလုပ်ရင်ပို့လို့တော့ဘုံနေနေတယ်ဘုံနေတယ်ဆိုတာအကုသိုလ်များတဲ့လူဘုံနေတာကုသိုလ်ရှိတဲ့လူကဘုံမနေဘူးနော်ဘုံဆိုတာကံဘုံဆိုတာကုသိုလ်ကံတွေများများလုပ်နေတဲ့လူတွေကဘုံကိုကြီးတယ်ဆိုတာအဲ့ဒါပြောတာလေအဲ့တော့တန်ခါဝေယဥစ္စာတွေလုပ်တယ်လုပ်ရုံနဲ့မဟုတ်တနေ့တော့ခါကြတော့အဲ့မှာစားထဲမှာဘုံဘုံလို့တွေ့တယ်ကြံမြင်ဘူးလားမမြင်ဘူးလေအယူပေါ့ကြံရီတော်တောက်ရသေးတာနော်အဲ့ဒီကြံမန်းတက်ကြီးထိုးလာကြံကိုကြံမန်းတက်ကြီးပေါ့နော်ဘုရားလူတွေကထူးထူးခြားခြားလုပ်တယ်နော်တစ်ခက်မန်းတက်ဟုတ်လားထူးထူးခြားခြားနေပေါ့နော်တကယ်ကိုမတ်တက်ကြီးခန့်ခန့်နာနာလုပ်တာတော့ကြံကိုမန်းတက်ထိုးလာမန်းတက်ထိုးပြီးတော့အဲ့မှာတန်ဃာတော်ရှင်သူမြတ်တွေကိုပင့်ပြီးတော့စွမ်းကတ်တာဘုရားတော်ရှိသလားမရှိတော့ဘူးဘာတော့ရှိတယ်တန်ဃာတော်ရှိတယ်တန်ဃာရှိတော့ဘာရှိတယ်သာသနာရှိတယ်ရှိတော့အဲ့ဒီသာသနာကိုကြီးညိုပြီးတော့တန်ဃာတော်တွေကိုကြံမန်းတက်ကြီးတဲ့ကိုပင့်ပြီးတော့အကတ်လိုက်ဆုံးကြတယ်ကုသိုလ်လုပ်တယ်ပေါ့အဲ့ဒီကုသိုလ်လုပ်ပြီးတဲ့ပွဲမှာဆူတောင်းတဲ့ဧကုသိုလ်ကောင်းမှုကြောင့်တပည့်တော်သည်အဲ့ဒီကုသိုလ်သည်နိဗ္ဗာန်ဤအထောက်အပံ့မှာဖြစ်ပါစေအဲ့ဒါဘုရားအလိုကြကွတိပဲဘုရားကဣဒံမေပုံညာနိဗ္ဗာန်တ္တပစ္စယောဟောတုဆိုတာကုသိုလ်ကောင်းမှုသည်ဘယ်ရဲ့အထောက်ပံ့အဲ့လိုလူဘနတ်ဘဆိုတာချိတ်တာနော်သွားကျင်လည်းရောက်မှာပဲအဲ့တော့ဆူတောင်းလိုက်ပါဆူတောင်းပြီးတော့တူတူပြောအဲ့ဘက်ကသေနတ်ပြည်တွေမှာသူနတ်သားဘဝတွေနဲ့ဒုက္ခတိဘဝတွေမှာကျင်လည်ပြီးတော့ကျင်ကျင်ပါမှဖြစ်ပြီးတော့ဘုမနောဂေါတမမြတ်စွာဘုရားပွင့်ပြီးဘုရားပွင့်တဲ့အခါကျတော့သူဒီလူလာဖြစ်တယ်နော်သာသနာနဲ့တွေ့တဲ့လူလည်းဖြစ်အောင်မှာနော်နတ်သွားဖြစ်နေရင်လည်းတိရစ္ဆာန်သွားဖြစ်နေရင်လည်းဒါဘုရားနဲ့သာသနာနဲ့ထိတ်တိုက်မတွေ့ဘူးနော်အခုဒီလူတွေကြတော့သာသနာနဲ့ထိတ်တိုက်နဖူးတွေ့မတွေ့ဘူးလားဟုတ်ပြီကောရမမြတ်စွာဘုရားပွင့်တဲ့အခါကျတော့အဲ့ဒါသူလူလားဖြစ်ပြီးတော့အမတန်တရားတရားကောင်းဆိုတယ်ဘုန်းဘုန်းတို့မနေ့ကလည်းပြောခဲ့တယ်နော်တရားတရားဆိုတာဗာလဲယုံကြည်တာတရားတရားဆိုတာဗာလဲအဲ့ဒီယုံကြည်တဲ့တရားတရားအမတန်ကောင်းလွန်းလို့သူ့ကိုအဓိမုတ်တဆိုတဲ့နာမည်ကိုပေးတာအဓိမုတ်တဆိုတာတရားတရားအမတန်ကောင်းလို့အဲ့နာမည်ရတယ်ယုံကြည်ချက်ရှိလို့ပေါ့ယုံကြည်ချက်ရှိလို့သူဘာနာမည်ရတယ်အဓိမုတ်တပြောအဓိမုတ်တတောက်ချိုင်းနဲ့တီးတယ်အဓိမုတ်တောင်းရင်လို့နှလုံးအဓိမုတ်တတရားတရားအမတန်ကောင်းလို့ဒီမုတ်တာတဲ့သူနာမည်အဲ့တော့သူကအဲ့ဒီနာမည်ရလာတော့သာသနာကိုအမတန်ကြည်ညိုပြီးတော့တရားတရားရှိတဲ့အခါကျတော့သူဒီသာသနာပေါင်းကိုဝင်သွားတယ်သာသနာပေါင်းကိုဘာဖြစ်လို့လွယ်လွယ်ကူကူဝင်လာလဲဆိုတော့အဲ့ဒီအဓိမုတ်တရဲ့မထေကသူကသာသနာရဲ့မျိုးဆက်ပေါ့ဘုန်းကြီးမျိုးဆက်ပေါ့အရှင်တန်ကိစ္စမထေရဲ့နှမရဲ့သားအရင်သူကအရှင်တန်ကိစ္စမထေရဲ့တူပေါ့ဒီမုတ်တကအဲ့တော့ဒီမုတ်တကအရှင်တန်ကိစ္စကိုဥယျတော်တာပေါ့နော်အဲ့တော့သူဒီကြည်ညိုပြီးတော့သာသနာ့ဘောင်ဝင်ရှင်တန်ကိစ္စမထေထံမှာဝင်ပြီးတဲ့အခါမှာအဲ့ဒီမှာအဆုံးအမတွေကိုခံယူပြီးတော့တရားကျင့်လိုက်တဲ့အခါကျတော့ကိုရင်ဘဝနဲ့ပဲအာတော်ကင်းစင်ပြီးတော့ယဟန္တာဖြစ်သွားတယ်။ဘာဖြစ်သွားလဲ။ဒါကြောင့်သောတော်ကပြုခဲ့တဲ့ကုသိုလ်ကောင်းမှုဒီနိဗ္ဗာန်ရဲ့အထောက်ပံ့ဆိုတာလေယဟန္တာဖြစ်သွားရော။ယဟန္တာဖြစ်တော့သူကကိုရင်ပဲရှိသေးတယ်နော်။ယဟန္တာဖြစ်သွား။ယဟန္တာဖြစ်သွားတော့သူ့ဥယျတော်ဖြစ်တယ်ဘယ်သူလဲ။အရှင်တန်ကိစ္စပတ်လျှောက်တယ်။တပည့်တော်ယဟန်ပြုကျင်တယ်။သောတော်ကကိုရင်တာမဏိပေါ့နော်။တာမဏိပဲရှိတယ်။အခုယဟန်ပြုကျင်တယ်လို့ဆိုသူဥယျတော်ပတ်လျှောက်ဥယျတော်ပတ်လျှောက်တော့သူဥယျတော်အရှင်တန်ကိစ္စမထေကနေတော့မင်းယဟန်ပြုတာတော့ရှိပေမဲ့လို့ဘုရားရှင်ပြညတ်ထားတာရှိတယ်နော်အသက်20ပြည်တင်းမှာနော်အ
သက်20ပြည့်မှမြတ်စွာဘုရားကယဟန်ပြုခွင့်ပေးတာဟုတ်လားဘာဖြစ်လို့အသက်20ပြည့်မှလဲဆိုတော့အသက်20ပြည့်သွားပြီဆိုရင်အကျိုးအကြောင်းအကောင်းအဆိုးအမှားအမှန်ကိုဝေခွဲတတ်သွားပြီသိသွားပြီပါနော်ဆုံးဖြတ်နိုင်သွားပြီပေါ့ဒါကြောင့်မလို့အဲ့ဒီအတိရှိသွားလို့အသက်20ရောက်မှသာလေယဟန်ပြုခွင့်ပေးတယ်ဘုရားကမိခင်ရဝမ်းထဲမှာ6လအဲ့ဒါမှထပ်တော့မယ်ဆိုရင်19နှစ်နဲ့3လဆိုရင်နော်မိခင်ဝမ်းထဲမှာ6လနေတယ်လေ6လရဲ့ဒီက3လရဲ့ပေါ့အဲ့ဒါ19နှစ်နဲ့3လကိုက19နှစ်ပြီးရင်3လဆွန်းပြီအဲ့3လဆွန်းပြီတော့မိခင်ဝမ်းထဲက6လနဲ့ပေါင်းအဲ့တော့20အဲ့တော့ရန်ခံလို့ရနော်တချို့ကြတော့လေအသက်20ပြည့်တင်းမှာရန်ခံကြအဲ့တော့မင်းကရန်ခံနေတယ်ဆိုတော့မင်းအသက်က20ပြည့်လို့လားတဲ့ဦးကြီးတော်ကရှင်သာကိစ္စမထေတာအဲ့ဒါတော့မသိဘူးမသိရင်မင်းအဖေအမေတို့သွားမေးဦးတော့ပြန်မင်းမိဘတွေရှိတယ်ဆိုမိဘတွေဆိုတာကဒီမထေရဲ့ကိုရင်ရဲ့အမေကသူ့နှမအရင်နော်အဲ့တော့မင်းအမေနဲ့မင်းဖေကြီးသွားမေးကြအောင်ဆိုတော့ဦးကြီးတော်ကလွတ်တော့ဒီမုဒ္ဒကိုရင်ကမိဘတွေရှိတဲ့တရားကိုပြန်တယ်ရဟန်းပေါင်းတက်ခြင်းလို့သက်20ပြည့်မပြည့်သိခြင်းလို့တောရွာကိုပြန်ပြီးတော့မိမယ်ပြန်သွားတဲ့အခါကျတော့တောအုပ်တစ်ခုကိုဖြတ်ရတော့တောအုပ်တစ်ခုကိုဖြတ်တဲ့အခါကျတော့အဲ့ဒီမှာခိုးသားတွေဓမြတွေခိုးသားဓမြတွေကသူတို့ကအဲ့ဒီမှာဗလိနတ်စာတင်ဖို့သားကောင်ရှာတဲ့အခါကျတော့မတွေ့ဘူးအဲ့ဒီနေ့ကရှာတော့ဘယ်ကောင်းမှမတွေ့တာလည်းပဲအဲ့ဒါစိတ်ဓာတ်တွေကြပြီးတော့ခေါင်းဆောင်ဖြစ်တဲ့ခိုးသားခေါင်းဆောင်ဖြစ်တဲ့ခိုးသား900ခေါင်းဆောင်ဖြစ်တဲ့ပုဂ္ဂိုလ်အဲ့မှာစိတ်ဓာတ်တွေကြပြီးတော့ထိုင်တာဘာမတွေ့လို့လဲဘာလို့ကိုလဲပရိနတ်စာတင်မို့မတွေ့တော့အဲ့ဒါစိတ်ဓာတ်ကြပြီးတော့ထိုင်နေတဲ့အချိန်မှာအကိုရင်အဲ့နာရောက်သွားလေးမတော့ကိုရင်အဲ့ဒီနာရောက်သွားတဲ့ခါကျတော့ဟာမတွေ့ရင်တွေ့တာနဲ့ပဲလောက်ရတော့မှာပဲဖမ်းကွာအဲ့ကိုရင်ဖမ်းကွာဆိုတော့ဖမ်းကိုယ်လုံးချင်းလုံးတုတ်ပုတ်ပြီးတတ်မယ်ပေါ့အဲ့ဒါထားလိုက်အောင်ဆိုတတ်မယ်ဆိုလို့အဲ့ဒါသူ့ကိုတတ်ဖို့အတွက်ဒီမရကိုရင်ကိုတတ်ဖို့တော့မှပြင်ဆင်နေပြီဟုတ်မယ်ထင်မယ်တတ်မယ်ပုံမယ်ရိုက်မယ်ပုံမယ်ပေါ့အကုန်လုံးဓာတ်တွေတွေးဘာတွေလုပ်ပေါ့လူရှိမှာအကုန်လုံးလုပ်အဲ့လိုလုပ်တဲ့အခါကျတော့ဒီမုဒ္ဒကိုရင်ကအဲ့ဒီခိုးသားခေါင်းဆောင်ကြီးနဲ့ခိုးသားတွေအဲ့လိုသူ့ကိုတတ်ဖို့ပြဖို့ပြင်းနေတာတကြည့်မျက်စိနဲ့ဘာနဲ့ဆိုအာစိတ်သွားကြည်သာနေပြီမဲ့လို့မတုံ့လို့ဘူးနော်ဘာမဖြစ်ဘူးလဲဘာတွေရှိနေလို့လဲနှလုံးဟိုစိတ်တောင်မှာအစပြောခဲ့တယ်လေအတိရှိတယ်အပြက်လို့မြင်တယ်နိုင်တော့မချသေးဘူးနော်ဘယ်လိုဖြစ်လဲစိတ်တွေတောင်ရောက်မြောက်ရောက်တယ်ဒါကြောင့်မလို့ခင်ဗျားတို့ဉာဏ်လူသားဖြစ်ဖို့မလွယ်ဘူးလို့ပြောတယ်အခုဟောနေရင်ကိုပဲအယူလေးဖြစ်ကိလေသာတွေဝင်ပြီးတော့အယူကြီးတွေအယူမှန်ကြီးတွေလည်းမသိပါဘူးမရှိလဲပြောတယ်အသိရှိတယ်အပြက်ကိုမြင်တယ်သူကယဟန္တာလေကိုရင်ကဘာလို့သူကသူဟိုဘက်မှာပြင်းစင်အောင်လို့ကလည်းသူဘလို့ပဲလို့သူကြည့်နေတာပြောတဲ့တန်လေးတဲ့သူကြားတာလက်ကွာဒီကိုရင်ဒီကိုတော့တက်ပြီးတော့ဒိုဗလိနတ်ဆန်တင်ပဲကွာလောက်ကွာပြောတဲ့တန်လေးရောမကြားဘူးလားလုံးဝမတုံ့လို့ဘူးအဲ့ဒါဘာလူသားလဲပြောသမ်းမှာအဲ့ဒါဘာလူသားလဲအတုယူထားအဲ့တော့တကုတ်ကိုဖြစ်ရင်တခါတည်းစပ်ပြတယ်လို့ပဲနော်တခါတည်းကိုဦးရဖားရတွေဖြစ်ပြီးတော့ဘေးကလူတွေတော့လန့်ပြန်သွားတာပြီးတော့ဘာဟုတ်လဲဆိုတော့လေမှန်တယ်ဟုံးနဲ့ဖြစ်သွားတော့ဘေးကလူတွေတိတ်တိတ်ကြီးမှုဖြစ်သွားဘာဖြစ်လို့လဲဆိုတော့ဘာမှဟုတ်တာမဟုတ်ဘူးသေးသေးလေးကိုအကြီးလို့ပြတာနော်ဒါကြောင့်သိပြရခတ်တယ်ပုရုဇဉ်ကအိန္ဒိယမဲ့ဟုတ်လား
တကယ်ကိုတီကြည့်မှုမရှိဘူးကြည့်လိုက်မဲ့ဆိုရင်သူတို့ကြည့်ပြီးတော့ဘေးကလူတွေတောင်တရားပြတ်သွားတယ်နော်အဲ့လိုမလုပ်ရဘူးဟုတ်လားအတိလေးနဲ့ဒီကြည်ကြည်လေးနေရတယ်ဟုတ်လားအေးအကုန်လုံးမဟုတ်တော့မှရနိုင်သမျှဖြစ်နိုင်သမျှဒါတွေဟာအပြည့်သဘောတွေပဲရဲ့လို့ဆင်ញင်ပြီးတော့နေနိုင်ရအဲ့ဒါဘာလူသားမှဉာဏ်လူသားဖြစ်ဖို့ဟောနေတယ်လို့မှတ်ပါနားထောင်ကောင်းအောင်ပြောနေတာမဟုတ်ဘူးအဲ့လိုနားထောင်ကောင်းအောင်ပြောနေတာမဟုတ်ဘူးနော်နားထောင်ကောင်းဖို့မဟုတ်ဘူးနားလည်ဖို့ဟောနေတယ်လို့မှတ်ပါဘာဖြစ်လို့လဲနားလည်မှဒီလူတွေကကျင့်စဉ်တစ်ခုရပါမယ်ဉာဏ်လူသားဖြစ်သွားမယ်အရိယာသာဝကဖြစ်မယ်အရိယာဖြစ်မယ်ဒါမှဒုက္ခအလုံးစုံကလွတ်မှာပေါ့ဟိုကြည့်တော့သူဘာလေးပြင်ဆင်နေဒါအတွေ့တွေ့ကျိုးပြင်ဟောခိုးဖို့ထစ်ဖို့တုံးရှာကြည့်တာအဲ့တော့ခိုးသားခေါင်းဆောင်ကြီးอ่ะဟုတ်နေဒီကိုယ်တော်ကတော်တော်ထူးထူးဆန်းဆန်းกว่าထူးထူးဆန်းဆန်းတို့တွေဖမ်းခဲ့တဲ့လူတွေထဲမှာဆိုရင်အဲ့ဒီလူသားတတ်ဖို့ဖြတ်ဖို့ပြင်မယ်ဆိုရင်ဟိုမှာဦးရဖားရဖြစ်ပြီးတော့ငိုးကြောက်လို့အော်ဟုတ်လားအခုဟိုမှာ तू ကငြိမ်းတာပဲနေဦးငါတော့မေးဦးမယ်အဲ့မှတော့ကိုသားကတော့ရမေးတယ်ကိုတော့တပည့်တော်တို့ဟာဗလိနတ်စာကျွေးဖို့ဆိုပြီးတော့လူတွေများစွာဖမ်းခဲ့ဘူးပစ္စည်းဥစ္စာတွေလိုချင်လို့လဲလူတွေများစွာဖမ်းခဲ့ဘူးတက်လဲတက်ခဲ့ဘူးတတ်တော်မယ်မှသိလို့စင်ကြောက်လို့អော်လိုက်တာငိုလိုက်တာငယ်ခံပါမတတ်ပဲအဲ့ဒီလိုမျိုးတွေတွေ့ခဲ့တယ်တို့ပေမဲ့ကိုတော်ကလွဲရင်ကိုရင်ကလွဲရင်အကုန်အဲ့ဒီတည်းဖြစ်တယ်ကိုရင်အဲ့လိုမဖြစ်ဘူးဘာဖြစ်လို့တီတီကြည်ကြည်နဲ့ငြိမ်နေတာလဲဟုတ်လားတခါကြီးတဲ့ငါကယုံနာဓမ္မတွေယုတ်ဓမ္မနန္ဓမ္မတွေကိုသင်္ခါရတရားတွေလို့သိလဲသိထားတယ်အပြည့်လဲမြင်ထားတယ်ဟုတ်လားအရဟတမေအရဟတုဘုတို့လည်းရောက်ထားပြီအဲ့တော့မင်းတို့ငါ့ကိုတတ်မဲ့ဆိုလို့ရှိရင်ဒုက္ခများတဲ့ဒီခန္ဓာနှိမ့်ဆက်နေတဲ့ခန္ဓာလွတ်ပြီလို့ဟိုဘလောက်ကောင်းလဲဟုတ်လားငါ့ကိုများတတ်လိုက်မဲ့ဆိုရင်ဒုက္ခများတဲ့ဒီခန္ဓာယောဂများတဲ့ဒီခန္ဓာလွတ်ပြီလို့ငါကစိတ်ထဲမှာအဲ့ဒီလိုတွေးတောပြီးတော့ကြံစားပြီးတော့စဉ်းကျင်နေတာဟုတ်လားပြီးလိုက်ဒီခန္ဓာဟာဘာများလဲဒုက္ခများတယ်နော်အသက်ကြီးလေးဒုက္ခများလေးဟုတ်လားယောဂလေးတစ်ခုကြုံလာပြီဆိုရင်အဲ့ဒီယောဂရှိရင်ဒီခန္ဓာကဘာများလဲဒုက္ခများတယ်နော်အသက်ကြီးလာပြီဆိုကျင်ကျင်ကမှမနိုင်နော်သွားလာတာကမှဂရင်ဖြစ်သူများလိုထိုင်ခြင်းမဲမထိုင်နိုင်သူများလိုသွားခြင်းမဲမသွားနိုင်သူများလိုစားခြင်းမဲမစားနိုင်ဒီခန္ဓာကဘာများလဲဒီခန္ဓာနဲ့ပတ်သက်တဲ့ယောဂတွေရောမရှိဘူးလားဝေဒနာတွေရောမရှိဘူးလားဦးနည်းနည်းလားအများကြီးလားသေလောက်အောင်ကိုဖြစ်အောင်မယ်နောက်ဆုံးသေဖို့သေဝမှာသေလို့မျိုးမဖြစ်အောင်ကိုနှိမ့်ဆက်အောင်မယ်နော်အဲ့ဒီအရာတွေကငါလွတ်မြောက်လာတာပေါ့ဟာခုသာကောင်းကောင်းဒီကောင်းလေဒါတမ်းမမဟုတ်ဘူးတတ်လို့မဖြစ်ဘူးနော်တတ်လို့မဖြစ်ဘူးလွတ်လိုက်တော့လွတ်ပေးတယ်လွတ်ပေးလိုက်တော့ကိုရင်ကလွတ်သွားတော့မှကျန်တော့ကိုသာကောင်းတော့ညပြောတယ်ကိုရင်နေဦးတခုခရီးပေးဦးနေပြီးတော့ကတော့ကိုရင်လွတ်လိုက်တော့တို့ပေမဲ့ဒီတောထဲမှာဒီခိုးသားတွေရှိတယ်ဆိုတာကိုရင်မပြောရဘူးတော့ကိုရင်ခရီးပေးတယ်အပင်ကတော့ပေါ့ဒါဆိုကိုရင်ရောက်သွားထွက်သွားခီးဆက်သွားသူ့ရွာရောက်မိဘအဖေနဲ့တွေ့အမေနဲ့တွေ့မေးသူအသက်20ပြည့်ပြီလားဟာပြည့်ပြီလေကိုရင်ပြည့်ပြီရမ်းခံလို့ရပြီဆွေမျိုးတွေကလည်းလာကိုရင်အသက်20ပြည့်ပြီကြိုက်တာဆိုရင်သူဒီဘာလို့တော့မလဲရမ်းခံတော့မယ်အသက်20ပြည့်မှရမ်းခံလို့ရမ်းဖြစ်တော့နော်ကြိုက်တာဆိုရမ်းခံမယ်ပြန်မယ်ပေါ့ဟုတ်ပြီပြန်မယ်ဆိုတော့သူ့ရဲ့မဲတော်ရှင်သာကိစ္စရဲ့နှမနော်မဲတော်နော်ဒီမုဒ္ဒရဲ့မဲတော်ကလည်းနေုပ်ကိုရင်ပြန်မယ်ဆိုရင်သူ့ရဲ့မောင်ရှင်သာကိစ္စနဲ့လည်းမတွေ့တာကြာပြီအဲ့လိုလိုက်ဦးမယ်သူလည်းမဲတော်ကြီးလည်းလိုက်မယ်ပေါ့
နောက်သူ့ရဲ့အမျိုးတွေကလည်းဟာဒါဆိုတို့လည်းလိုက်မယ်ဆိုပြီးတော့ကိုင်းရဲ့အပြန်မှာကိုင်းရဲ့အမေရဲ့ကိုင်းရဲ့အမျိုးတွေရဲ့ပါလာတယ်ပါလာတဲ့အခါကျတော့သောတော့ကသူဖြတ်လာတာကတော်တယ်အဲ့ဒီတော်တဲ့ကိုတခါပြန်ဖြတ်ရမယ်လေဖြတ်လဲဖြတ်တော့ဘယ်သူတွေနဲ့တွေ့ပြန်အခုသမားရနဲ့တွေ့ပြန်တွေ့တဲ့အခါကျတော့ဟိုကအကုန်ဖမ်းပြီးတော့ရိုက်ဟုတ်လားညင်းစေတဲ့အခါကျတော့သူ့ရဲ့မိတော်ကပြောတယ်ဦးကြီးလာတော့မှဒါတွေမတွေ့ခဲ့ဘူးလားတွေ့တယ်လေဟုတ်လားတွေ့မှရက်သားနဲ့ဒီလမ်းမှာဒါတွေရှိတယ်ဆိုတော့ဘာလို့မပြောတာသူကဘာပေးထားတာသူတော်ကောင်းရဲ့ဂတိဟုတ်လားသူတော်ကောင်းရဲ့ဂတိတစ်ခုဟာဘယ်တော့မှအလွယ်သုံးတာမဖြစ်ဘူးမလုံနိုင်မပေးဘူးလုံနိုင်မှပေးတယ်ဂတိတစ်ခုဆိုတာတီးရတယ်ဂတိဆိုတာမြဲရတယ်ဟုတ်လားသူပေးထားတဲ့ဂတိတိုင်းသူမဖြစ်ဘူးလေသွားသူကလိုက်လာတယ်ဒီမှာတွေ့တယ်ဖမ်းတယ်ရိုက်တယ်ပုတ်တယ်အဲ့တော့အမေကမေတော်ကြီးဆူတာပေါ့ဦးရင်ကြောင့်ရိုက်ခံရတာဒီမှာတကယ်တမ်းတော့ဒီနေရာမှာဒါတွေရှိတယ်လို့ပြောရင်ကိုယ်အလာတော့တွေ့နေတာပြောပါရောလားဒီမှာရိုက်ရဟိုကတေတော့မယ်ဒီမှာဆိုတော့ကိုမိုးယူပြီးတော့စူးညံပြီးတော့ဖြစ်တယ်မေတော်ကြီးကအဲ့ဒါသူ့သားကိုအော်ဟစ်ပြီးတော့ပြောတာအဲ့ဒီမှာခိုးသားခေါင်းဆောင်ကြီးကသွားတယ်အနာကိုကိုရင်အဲ့ဒီအတော်ကြီးနဲ့ဘာတော်လဲအမေတဲ့အဲ့ဒါဘာလဲအမေပါနော်ခိုးသားခေါင်းဆောင်တော့အံ့ဩသွားတယ်ခိုးသားခေါင်းဆောင်တော့မှတကယ်အံ့ဩသွားတယ်ဟုတ်လားအံ့ဩမတတ်နေဖြစ်သွားတယ်ကြည်စံဟိုကအမေဒီကသားတုံးကဆိုရင်ညင်းတာဟုတ်လားတမဲဖြတ်မဲ့လို့တဲ့ထဲမှာကြောက်လန့်တဲ့ပုံစံရှိလားရှိပါပါဟောအရိယာလေဘာလဲဘာနဲ့နေနေတာလဲအတိနဲ့အပြက်နဲ့နေထားတာဟုတ်လားဘာလူသားလဲအဲ့ဒီမှာအယူတွေဖြစ်နေပြီလေဟုတ်လားဒီမှာအယူတွေဖြစ်နေပြီဘာညမ်းမှမရှိဘူးလေသူ့သားပဲအပြစ်တင်တာပေါ့ဟိုးဖြစ်ရပြီဒီမှာငယ်တဲ့ကိုရင်သားကတော့တည်ငြိမ်ပြီးတော့အမေကမတည်ငြိမ်နိုင်ဘူးဖြစ်ဟုတ်လားတရားတွေခတ်ပြီးတော့အပြစ်တင်ကဲ့ရဲ့ပြီးတော့ငိုယိုပြီးတော့သေမာကြောက်ပြီးတော့ဖြစ်နေတာအဲ့တော့အံ့ဩပါလေတဲ့တခိုးဓမြတော့အံ့ဩတယ်နော်အံ့ဩစရာသိကောင်းတာပဲတဲ့အဲ့ဒီလိုပြောပြီးတော့ရဟနာဖြစ်တဲ့အတိမုဒ္ဒကိုရင်လေးကိုဒီလောက်တည်ငြိမ်တဲ့ကိုရင်လေးကိုကြီးညိုလေးစားပါတယ်သူပြောခိုးသားကားရောင်နဲ့တချို့သောခိုးသားတွေကဝန်ချတောင်းပန်ပြီးတော့သူတို့ကိုသာသနာပေါင်းဝင်ပြရစီဟုတ်လားတချို့ကသာသနာပေါင်းဝင်ဖို့ခွင့်တောင်းတယ်ခိုးသား900တွေကတချို့ကသူတို့ကတော့မကောင်းတာမှန်တယ်မလုပ်တော့ပါဘူးတဲ့ဥပါဒကအဖြစ်နဲ့နေပြရစီပိဋကအားလုံးဟာအပြစ်လွတ်အောင်ကြိုးစားမဲ့လူတွေဖြစ်ကုန်ကြပြီနော်သူများတတ်ဖြတ်တာတွေမလုပ်တော့ဘူးမကောင်းတဲ့အရာတွေမလုပ်တော့ဘူးအားလုံးကိုဖယ်ရှားပြစ်တော့မယ်လွတ်ပြစ်တော့မယ်မကောင်းတာတွေမှလည်းမလုပ်တော့ဘူးအဲ့လိုပြောပြီးတော့အရိမုဒ္ဒကိုရင်လေးထံမှာစုံမမှုတွေခံပြီးတော့ကိုရင်လေးကလည်းအကုန်လုံးသူ့ရဲ့ဥယျာဉ်တော်ရှိခေါ်သွားတယ်ရှင်တန်ခိစ္စတွေကအကုန်လုံးဥယျာဉ်တော်ရှိကိုပို့လိုက်တော့ဟိုရောက်တဲ့အခါကျတော့ဥယျာဉ်တော်ရဲ့ဆုံးမဥယျာဉ်တော်ဆုံးမဆိုတာကလည်းဘုရားရဲ့ဆုံးမပဲပေါ့အဲ့ဒီအဆုံးအမတွေအတိုင်းကမ္မထမ်းတွေယူပြီးတော့တရားကျင့်တယ်တဲ့ကမ္မထမ်းတွေယူပြီးတော့ဗာလဲတရားကျင့်ပါအရှိနဲ့အတိအရှိကခန္ဓာ၅ပါးခြုံလိုက်ရင်အဲ့ဒီယုံနာမှန်သမျှမြဲသလားမြဲပါဘာနဲ့ကြည့်လို့ညာနဲ့ကြည့်တော့ဖြစ်ဖြစ်ပါသစ္စာကြည့်တဲ့ဉာဏ်ကမကသစ္စာဝမ်းနဲ့ကိန်းလိုက်တော့ကိလေသာတွေပေါ်ခွင့်ရှိသေးလားမရှိပါဘူးကိလေသာသေတာကဘာသစ္စာအကြောင်းရှိလို့ဘာရှိတာအကြောင်းချုပ်တော့နောင်ခန္ဓာနောင်ဇာတိတွေမလာအိုခြင်းနာခြင်းတွေမလာတဲ့နေရာကတခြားတဲ့နိဗ္ဗာန်သစ္စာဖွဲ့တော့အကုန်လုံးအားလုံးရဟန္တာတွေဖြစ်ကုန်တယ်ခိုးသားတွေနော်သာသနာပေါင်းရောက်ပြီးတော့အားလုံးကဘာလဲရဟန္တာတွေအသီးသီးဖြစ်သွားကြတယ်ဆိုတော့ဘာလူသားတွေဖြစ်ကုန်ဉာဏ်လူသားတွေဖြစ်ကုန်နော်စောစောတုန်းကတော်ထဲမှာနေတုန်းကတော့တတ်ရပြတ်ရတုန်းကတော့ဘာလူသားတွေကိလေသာလူသားတွေအမောင်တွေကလူသားတွေကိလေသာရှုတဲ့အယူတွေလို့ပေါ့ထင်ရည်ရှော့လုပ်နေတာပေါ့နော်မတိတော့ကသာကိလေသာလူသားအမောင်တွေကလူသားအယူတွေဖြစ်ပေမဲ့လို့တိသွားတဲ့တနေ့ကျရင်ဘာလူသားတွေဖြစ်ကုန်ဉာဏ်နာဖြစ်ပါပြီဆိုတဲ့က
ဉာဏ်လူသားပဲပေါ့ဟုတ်လားဒါဆိုသူတို့မှလည်းပဲယန္တာတွေမှလည်းမျက်စိရှိတယ်နားရှိတယ်မြင်သမျှအရာတွေမှာလောဘဒေါသအစရှိတဲ့ကိလေသာတွေဖြစ်သေးလားဖြစ်တော့ဘူးလေနော်ဘာဖြစ်လို့မဖြစ်တာလဲဆိုအသိနဲ့နေလို့အပြည့်နဲ့နေလို့ပြောပါနဲ့နေအသိဆိုတာတတိပေါ့သမာဓိမဲ့ခင်3ပါးအပြည့်ဆိုတာဉာဏ်ပေါ့ပညာမဲ့ခင်2ပါးပေါင်းလိုက်တော့5ပါးအဲ့ဒါဒီတရားသစ္စာလားလောကီမဲ့ခင်သစ္စာလားမဲ့ခင်သစ္စာကြီးအရှုဉာဏ်တရားဟုတ်လားမြင်နဲ့ကြားတဲ့အဲ့ဒီအရာတွေဟာအရှုခံတရားအရှုဉာဏ်နဲ့အရှုခံနဲ့အရှုဉာဏ်နဲ့အရှုခံကိုကြည့်လိုက်တော့အရှုခံမှန်သမျှဖြစ်ရဲ့ဒုက္ခသစ္စာအရှုဉာဏ်ကမဂ္ဂသစ္စာပရိစ္ဆသမုပ္ပါ3အကွက်က2အကွက်ကနေပြီးတော့3အကွက်မကူးတော့ဘူးပေါ့ရက်သွားတာပေါ့2အကွက်နဲ့3အကွက်ကြားထဲမှာဘာသစ္စာဝင်သွားမဂ္ဂသစ္စာဝင်သွားတော့3အကွက်တွေကဘာသစ္စာသိရောဘယ်အကွက်မလာတော့ကာလအနေနဲ့ပြောရင်ဘယ်ကာလမှာပျောက်သွားလဲအနာဂတ်ကာလပျောက်သွားတယ်အနာဂတ်မရှိတော့ဟုတ်လားအနာဂတ်မှာဇာတိစရမရဏဆိုတဲ့32ပုံတွင်သွားသေးလားလွတ်မြောက်ခြင်းဆိုတဲ့နိဗ္ဗာန်ကိုရသွားတာအဲ့ဒါဉာဏ်လူသားတွေပဲပေါ့အဲ့တော့သူတော်ကောင်းတို့လည်းပဲပုထုဇဉ်ပြီးလောဘရှိတယ်ဒေါသရှိတယ်မြင်မယ်ကြားမယ်အဲ့ဒီအရာတွေကိုမထိနိုင်မသိနိုင်ဘူးဆိုရင်ဒါကိလေသာလူသားအမှောင်တဲ့ကလူတွေပဲဖြစ်နေမှာပေါ့ပုထုဇဉ်အယူတွေဒါတွေဖြစ်နေမှာပေါ့ဒါဆိုဒီနေ့ကစပြီးတော့ဒီလူတွေကဘာလူသားဖြစ်ရမျက်စိမမြင်ဘူးလားမြင်ပါတယ်နားမကြားဘူးလားဘယ်လိုပဲမြင်မြင်ဘယ်လိုပဲကြားကြားမြင်တာကြားတာတွေကိုအတိနဲ့နေအပြည့်နဲ့နေဟုတ်လားအဲ့ဒါကသူတော်ကောင်းလို့ကိုယ်တိုင်ကျင့်ယူရမှာနော်အဲ့လိုကိုယ်တိုင်ကျင့်လိုက်မဲ့ဆိုရင်ဒီပုဂ္ဂိုလ်တွေဒီအ ਨੇ ဆုံးပေါ့နော်အကုန်လုံးပေါ့မရှုနိုင်တာတော့မှရသလောက်ကလေးတွေရှိမဲ့ဆိုရင်ဒီပုဂ္ဂိုလ်တွေဒီအ ਨੇ ဆုံးလူနာပြမသူကတိကိုသွားမယ်မသွားဘူးလားတရားကအလကားမဖြစ်ဘူးနော်အကယ်၍ဆက်ပြီးတော့ရှုတယ်မရဘူးဆိုရင်တော့မှသမထတွေအားကောင်းသွားတယ်တည်ငြိမ်မှုတွေရှိသွားနိုင်မယ်ဆိုရင်ဗြဟ္မပြည်ကိုမသွားဘူးလားဇန်လန်းပေါ့ဘာလန်းလဲနောက်တစ်ခုကိုကဖြစ်ပျက်တွေဖြိုင်ဖြင်းအောင်မြင်အောင်ကြည့်လိုက်မယ်အပြက်ကိုမြင်သွားတယ်အဲ့ဒီကစကန်တယ်လန်းသွားမယ်ဆိုဟိုမှာခိုးသားတွေတောင်မှညံလူသားတွေဖြစ်ကုန်သေးတယ်မလားဒီလူတွေအဲ့လောက်ကြီးတတ်တာပြတ်တာမရှိဘူးနော်ညံလူသားဖြစ်သွားဖို့ပဲလိုတယ်အရိယာကတဆင့်အရိယတာဝကတဆင့်အရိယဖြစ်ဖို့ပဲလိုတယ်ဟုတ်လားအဲ့ဒါကမြင်တိုင်းကြားတိုင်းမှာအတိလေးကတ်နေဖို့ရဲ့အပြည့်မြင်အောင်ရှုထားဖို့ရဲ့အဲ့ဒါကဒီရိတ်တာနဲ့မဟုတ်ဘူးအိမ်မှာနေရင်သွားရင်တာရင်လည်းပဲအတိရှိဖို့လိုတယ်ညာနဲ့ဆင်ခြင်ဖို့လိုတယ်ဒါဆိုကိုဆုံးဖြတ်သုံးသပ်ငါဒီဘာလူသားဖြစ်နေပြီရှုနိုင်မှနော်ဆင်ခြင်နိုင်မှနော်မဆင်ခြင်နိုင်ဘူးဆိုရင်တော့ကိလေသာလူသားပဲအမှောင်လူသားပဲဟုတ်လားဒါဆိုသူမှသမုဒိယသစ္စာရှိနေတော့ဘာသစ္စာပြန်လာကိလေသာလူသားမဟုတ်လို့နော်ဉာဏ်လူသားဖြစ်နေတာဖြစ်တဲ့အတွက်ရှုထားမယ်မှတ်ထားမယ်ဆိုလို့ဆိုရင်သမုဒိယသစ္စာလာအောင်လားသမုဒိယသစ္စာသိပြီဆိုនិရောဓသစ္စာမဆက်ဘူးလားဘာလူသားမှဉာဏ်လူသားကនិရောဓသစ္စာရှိဖို့ဥတည်နေတယ်ဟုတ်လားကိလေသာလူသားကဒုက္ခသစ္စာရှိဖို့ဥတည်နေတယ်နော်ဒုက္ခဘာလူသားဖြစ်အောင်လို့ဘယ်သစ္စာဝါနဲ့ရှိမှာအဲ့ဒါကဘာနဲ့ပါလဲအတိနဲ့အပြည့်ဟုတ်လားဖြစ်တာမဟုတ်ဘူးသူကနောက်ဆုံးအပြည့်ကိုမြင်အောင်ကိုမြင်နေရမှာနော်ကောင်းကောင်းဆိုးဆိုးအပြည့်ပဲအဲ့လိုကိုဖြစ်နိုင်မှသူကကိလေသာတွေထပ်တော့တောင်းရမှုမဖြစ်မှာနော်အဲ့ဒါမှသာလေသူကဘာသစ္စာဝါနဲ့ရောက်တာအဲ့ဒါဘယ်သစ္စာကိုစိုက်အဲ့ဒါတခြားလားနိဗ္ဗာန်နိဗ္ဗာန်ကဉာဏ်လမ်းသုံးမှာမလားမနေ့တော့ကကံလံဇန်လံဉာဏ်လံသုံးတွေစို့ကံလံဇန်လံဉာဏ်လံသုံးတွေဓမ္မကြီးကတော့ဖြောင်းတန်းနေတယ်ကံလံကိုရှောက်လူနိုင်ရောက်မယ်ဇန်လံကတော့ပြန်ပါ20ဉာဏ်လံကိုရှောက်နိဗ္ဗာန်ရောက်မယ်တို့ဖယားမိန့်ကြားထားခဲ့တယ်တခြားကမိန့်ခဲ့တာလားဘုရားမိန့်ခဲ့ချမပေးတာကမနေ့တော့တစ်ခေါက်ဆိုတာမနေ့ကသင်ထားတာမလို့နော်ကဲအဲ့လိုပြန်ဆိုကြည့်
မြတ်စွာဘုရား၏သားတော်သမီးတော်တွေပြီးမိနစ်တော့ဟောကေတော်ကုသိုလ်တွေပြုပြီးတော့ကံလန်းကြောင့်လည်းဒုက္ခတိပရောက်ကြပါစေဒီနေ့ဉာဏ်လူသားတွေဖြစ်အောင်ဟောကြားလိုက်ပြီးဖြစ်တဲ့အတွက်ဉာဏ်အလုပ်တွေကိုလုပ်ပြီးတော့လဲနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြပါစေလို့ဆုတောင်းပတနာပြုပါပြီအားလုံးလက်ဥတွေရှိကိုပြီးတော့အာယုံယူထားဒီနေ့အောင်ပွဲနေ့ဖြစ်တဲ့အတွက်ဓမ္မသဘင်သိညာစုဒုက္ခပန္တသနေဒုက္ခဘေယပန္တသနေဘေယဒုက္ခပန္တသနေဒုက္ခဘေယပန္တသနေဘေယသောကပတ္တသနေသောကဟွန်တုတပေပိပဏိနောဒုက္ခပန္တကိုစိတ်နှပါဆင်းရဲခြင်းတို့ရောက်ရှိရနေကြကုန်သောတပေပိကျွမဲ့ဥဒ္ဓံအလုံးစုံသည်ဖြစ်ကုန်သောဘာနိနောများလားတောင်းတောင်းတတဝါပေါင်းတို့သည်နေဒုက္ခသကိုစိတ်နှပါဆင်းရဲခြင်းသည်ဟုသောဒုက္ခပေါင်းမှကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းဘေယပန္တယေပေမိဘေတကောဘေဟုဆိုအပ်သောဘိယတတွေတို့ရောက်ရှိရနေကြကုန်သောဒါပေပိကျွမဲ့ဥဒ္ဓံအလုံးစုံသည်ဖြစ်ကုန်သောအာနိနောများလားတောင်းတောင်းတတဝါပေါင်းတို့သည်နေဘေယသယေပေမိဘေတကောဘေဟုဆိုအပ်သောဘိယတတွေတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းသောကပတ္တဆိုရင်ပူဆွေးကိုကြွေးသည်လေးကိုသောကပြောင်းများတို့ရောက်ရှိရနေကြကုန်သောဒါပေပိကျွမဲ့ဥဒ္ဓံအလုံးစုံသည်ဖြစ်ကုန်သောအာနိနောများလားတောင်းတောင်းတတဝါပေါင်းတို့သည်နေတောင်ကာသဆိုရင်ပူဆွေးကိုကြွေးသည်လေးကိုသောကပြောင်းများတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်းတို့ဖြစ်ကြပါစေကုန်သတည်းဟွန်းတို့ယခုဆိုအပ်သောသေဇာဇဂနှင့်ပုတ္တောအပ်သောမေတ္တာတရားတို့၏အရှိန်အဝါကြောင့်ဟွန်းတို့ယခုကဲ့သို့69ချိန်မြောက်ခုနရဗေမဓမ္မယေတာ၌ည၏ခုနှစ်ရတရားစကားမွဲ့တာလူတန်းမှုဆောင်ရွက်မှုအာထုံမှုနာကြားမှုဤကုသိုလ်ဤတရားနှင့်ဆက်ဆက်သမျှအာနုတို့သည်ဟွန်းတို့ယခုဆိုအပ်သောသေဇာဇဂနှင့်ပုတ္တောအပ်သောမေတ္တာတရားတို့၏အရှိန်အဝါကြောင့်အချိန်မကြာကိုယ်စီကိုယ်ငါကောင်းကျိုးတရားတွေပြည့်စုံနိုင်ကြပါစေကုန်သတည်း